အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ LV The Place Bangkok ကိုပထမဆုံးသွားလိုက်ခဲ့တဲ့အခန်း5ခန်းရှိရလို့တော့သိထားရပေါ့နော်ဒါကတော့ပထမဆုံးအခန်းဖြစ်တဲ့ Landscape လို့နာမည်ပေးထားရပေါ့နော်တခန်းလုံးကိုသူကလှိုင်ကောင်းပုံစံမျိုး80နဲ့အလှဆင်ထားတာတော်တော်လေးမိုက်တယ်အနောက်က display screen ကလည်းတော်တော်လေးလှတယ်ပေါ့နော်ပြီးတော့ mirror selfie လည်းရိုက်လို့ရသေးတယ်ကျွန်တော်ကတော့ဗီဒီယိုရိုက်နေရမလို့မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ဒုတိယမြောက်အခန်းရဲ့နာမည်က Origin ပေါ့နော် Origin လို့ပြောတယ် LV ရဲ့သူတက်တန်းတစ်လျှောက်လုံးမှာထုတ်ခဲ့တဲ့ပစ္စည်းအစုံအလင်းပြီးတော့ LV ရဲ့တမိုင်းကြောင်းအကျယ်တဝင့် showcase လုပ်ထားတယ် LV ကနေပြီးတော့အိတ်ပဲမဟုတ်ပဲနဲ့အခြားပစ္စည်းရေဘူးတို့ဖဲချက်တို့ရေမွေးဘူးတွေပြီးတော့လက်နှိပ်ဆက်စားတဲ့တခြားပစ္စည်းတွေအစုံထုတ်ထားတာတွေကိုသူတို့ display လုပ်ထားတယ်ပေါ့နော်တတိယခန်းရဲ့နာမည်က icons ပေါ့နော်ဘယ်ဘက်အလုံးတွေထဲမှာ LV ကထုတ်တဲ့ iconic 8တွေဝတ်စုံတွေကိုသူကပြထားတယ်စရုဒ္ဓအခန်းက artist တွေနဲ့ collaborate လုပ်ထားတဲ့ collaborations လို့ခေါ်တဲ့အခန်းဖြစ်တယ်ဆိုတော့ Supreme ပါဝင်တခြားသော artist တွေနဲ့collaborate လုပ်ထားတဲ့ဟာတွေကိုသူတို့ပြထားရပေါ့နော်နောက်ဆုံးခန်းကလက်ဆောင်ထုတ်ယူလို့ရတဲ့အခန်းသူက Bangkok Street Market ကို inspire ယူထားလို့သိရတယ်ပေါ့နော်လက်ဆောင်ကအဲ့နောက်ဆုံးခန်းမှာယူရတာအဲ့မှာ vending machine ရှိရပေါ့နော်အဲ့ကနေပြီးတော့တွားပြီးတော့နှိပ်ပြီးတော့လက်ဆောင်ယူရတယ်ကျွန်တော်တို့တွားလိုက်တဲ့တုန်းကတော့၄ယောက်တူတွားခဲ့တာမလို့ရတဲ့လက်ဆောင်ကြီးတော့ကွာတယ်2ယောက်က postcard ရထားတယ်ပေါ့နော်ကျွန်တော်က sticker ရတယ်နောက်တစ်ယောက်ကကြတော့နှစ်ဖက်လရောင်စုံခဲတန်းလေးရခဲ့တယ်ဆိုတော့booking လုပ်ရမယ့် link အသေးစိတ်ကိုတော့ contact မှာထည့်ရေးပေးထားတယ်ပေါ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြမယ်နော် bye bye